နိုင်ငံခြားသွားမဲ့ချစ်တဲ့ငယ်ချင်းတို့အတွက်အရေးကြီးသိထားတဲ့နော်တရုတ်စကားလုံး73လုံးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရုတ်စကားပြောဗီဒီယိုကနေပြီးတော့ချစ်တဲ့ငယ်ချင်းအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာလေ့လာမှာတော့ချစ်တဲ့ငယ်ချင်းတို့အတွက်ဒီနိုင်ငံခြားသွားမဲ့ပေါ့နော်အချိန်မှာလိုအပ်မဲ့ဒီတရုတ်စကားပြော73လုံးနဲ့ဒါမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်နံပါတ်1တစ်ခုကအရေးကြီးဆုံးပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့အိမ်တောင်စုဇယားဖြစ်ပါတယ်အဲ့ဒါကတော့အိမ်တောင်စုဇယားကိုတရုတ်လို户口本အိမ်တောင်စုဇယားပေါ့နော်ကျွန်တော်တို့ဗီဇာပေါ့နော်ဗီဇာကို签证ဗီဇာပေါ့နော်မွေးစင်းလက်မှတ်ပေါ့မွေးစင်းဒီစာရွက်ပေါ့အဲ့ဒါဆိုလို့ရှိရင်出生证မွေးစင်းလက်မှတ်ပေါ့နော်မှတ်ပုံတင်ကို身份证မှတ်ပုံတင်ကျောင်းသားကတ်ကို学生证ကျောင်းသားကတ်ပေါ့နော်ဘွဲရလက်မှတ်ကို毕业证ဘွဲရလက်မှတ်ပေါ့နော်အလောက်ကတ်ကို工作证အလောက်ကတ်ပေါ့နော်ရင်မောင်းလိုင်စင်ကတ်ပေါ့နော်အဲ့ဒါဆိုရင်驾驶证ရင်မောင်းကတ်ပေါ့နော်ရင်မောင်းလိုင်စင်ကတ်ပေါ့နော်လက်ထက်လက်မှတ်ပေါ့နော်လက်ထက်စာချုပ်လက်ထက်လက်မှတ်ပေါ့结婚证လက်ထက်လက်မှတ်ပေါ့နော်ဟုတ်ပြီဒီမှာကြတော့မှတ်ပုံတင်ကနှစ်ခုဖြစ်နေနော်မှတ်ပုံတင်ကပြီးသွားပြီဆိုတော့ passport ပေါ့နော် passport ကိုကျွန်တော်တို့ဒီ护照 passport ပေါ့နော်တက်တန်းကုန်တာကြတော့过期တက်တန်းကုန်တာပေါ့နော်တက်တန်းတိုးတာကြတော့加期โอเคအဲ့ဆိုရင်ကျွန်တော်နောက်ထပ်တစ်ခေါက်လောက်ပို့ပြီးတော့နားလည်သွားအောင်ထပ်ပြီးတော့ကျွန်တော်ဒီဆိုပြအောင်မယ်နော်အိမ်တောင်စုဇယားကိုအိမ်တောင်စုစာအုပ်ကို户口本ဗီဇာကို签证မွေးစင်းလက်မှတ်ကို出生证မှတ်ပုံတင်ကို身份证ဟုတ်ပြီကျောင်းသားကတ်ကို学生证ဘွဲရလက်မှတ်ကို毕业证အလောက်ကတ်ကို工作证ရင်မောင်းလိုင်စင်ကတ်ကို驾驶证လက်ထက်လက်မှတ်ကို结婚证ဆိုတော့သူကဒီထောက်ခံထားတဲ့ဒီဟွာပေါ့နော်သက်သေခံစာရွက်စာတမ်းကိုပြောဆိုခြင်းဖြစ်ပါတယ်身份证မှတ်ပုံတင်နော်护照 passport 过期တက်တန်းကုန်တယ်加期တက်တန်းတိုးတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီ share တကယ်ချင်းများကိုလည်း share ပေးပါ like and ဒီ follow subscribe လေးနဲ့အကူအညီပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်